ဒီမျိုးသမီးကတော့ဒေါ်လာ1000ဘိုးလောက်ရှိတဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်ငွေရှင်းတဲ့အခါမှာတော့သူမကကူပွန်ကပ်ပြားထက်လိုက်ကိုထုတ်ပေးခဲ့ပြီးနာရီဝက်လောက်အချိန်ယူခဲ့ပါတယ်နောက်ဆုံးမှာတော့သူမဝယ်ခဲ့တဲ့ပစ္စည်းအလုံးကိုအလကားရရှိသွားခဲ့ပါတယ်ကူပွန်သုံးတဲ့နေရာမှာ level တွေရှိမယ်ဆိုရင်တော့အန်နီကအမြင့်ဆုံးမှာရှိနေမှာပါသူမကကူပွန်တွေအများကြီးရဖို့မနေ့တိုင်းစောစောပြီးစတိုးဆိုင်တွေရှေ့မှာစောင့်နေလေးရှိပါတယ်ကူပွန်တွေပါတဲ့မဂဇင်းနဲ့ဒင်းစာတွေကိုအကုန်ဝယ်ပြီးညှစ်ယူပါတယ်လူတွေလွင့်ပစ်ထားတဲ့တွားတိုက်ဆေးဘူးကွန်တွေကိုတောင်အမိုက်ပုံထဲကနေပြန်နိုင်ပြီးယူခဲ့ပါသေးတယ်ဒါကြောင့်မို့သူမရဲ့အိမ်ထဲပစ္စည်းတော်များများဟာအလကားရခဲ့တာဖြစ်ပါတယ်တရက်မှာတော့သူမရဲ့အိမ်ကမုန်းတွေတက်တန်းကုန်နေတာကိုတွေ့သွားပြီး online ကနေတိုင်ကြားစာပေးပို့ခဲ့ပါတယ်ရက်နှင်းငယ်ကြာမှာတော့အဲ့ဒီကုမ္ပဏီကနေတောင်းပန်စာနဲ့အတူအလကားဝယ်ယူခွင့်ရမယ်ပေါက်ချတစ်ဆောင်ကိုပို့ပေးခဲ့ပါတယ်အန်နီကစူပါမားကတ်ကိုသွားပြီးအဲ့ဒီပေါက်ချနဲ့မုန်းတွေအလကားလဲခဲ့ပါတယ်ငွေကိုင်ဝန်ထမ်းကကုမ္ပဏီတွေဟာသူတို့ရဲ့ကုန်တင်ကိုထိန်းသိမ်းဖို့အတွက်တိုင်ကြားစာတွေရှိလာရင်အလကားရမယ်ပေါက်ချတွေပြန်ပို့ပေးလေးရှိကြောင်းရှင်းပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အန်နီကတော့စီးပွားရေးအခွင့်အလမ်းတစ်ခုကိုမြင်သွားခဲ့ပါတယ်အိမ်ကိုပြန်ရောက်တာနဲ့ပစ္စည်းမျိုးမျိုးကိုရှောက်ပြီးတိုင်ကြားစာတွေစက်တင်ရေးပါတော့တယ်ရက်ပိုင်းတွင်းမှာပဲဒူမစီကိုပစ္စည်းမျိုးစုံအတွက်အလကားရမယ်ပေါက်ချတွေအများကြီးရောက်ရှိလာပါတော့တယ်ဒီပေါက်ချပုံကြီးကိုကြည့်ပြီးအန်နီကတော့တဝက်စင်းနဲ့ပြန်ရောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်